တယ်လေးတို့ရေစပင်မှာပေါ့နော်ဟဲရစီရန်ပေါ့နော်ဟဲရစီရပဲဖြစ်ဖြစ်ဟဲရကောက်ပဲဖြစ်ဖြစ်ပေါ့နော်ဘာပဲတုံစင်မပြေဘူးဖြစ်နေတယ်တုံးနဲ့ဟာလေအကုန်လုံးကိုနဲ့ပေါ့နော်ဘာမှစင်မပြေဘူးဖြစ်နေတယ်တခုတုံးရေစင်မပြေလို့နောက်တစ်ခုဝယ်တုံးရတယ်ပိတ်ဆန်တွေပို့ကောင်းတယ်နောက်တစ်ခုတုံးရဲစင်မပြေဘူးနောက်တစ်ခုဝယ်တုံးရတယ်ပိတ်ဆန်တွေပို့ကောင်းတယ်ဆိုတဲ့သူတွေတွဲပေါ့နော်တကယ်ကိုမှကောင်းပြီးတော့လူတိုင်းနဲ့အစင်ပြေတယ်ပစ္စည်းလည်းအရန်ကွက်နတီကောင်းတယ်ဒီပေါ့နော်ဖယ်ရီကထုတ်တဲ့ဟဲရစီရန်လေးရဆိုရင်တော့စားပါပစ္စည်းလေးလို့လာပြောလို့ရတယ်သူကပစ္စည်းတစ်ခါရောက်ရင်မလောက်တဲ့အထိကိုရောင်းရပြီးတော့ကဲကိုမှကောင်းတဲ့စားပါဟဲရစီရန်လေးပါစီရန်တိုက်လေးဖြစ်တဲ့အတွက်ကြောင့်မို့စပင်မှာစိတ်ကက်ကက်ဖြစ်တာစိတ်ထောက်ဖြစ်တာလုံးဝမဖြစ်ပါဘူးသူ့ကိုတညစ်လေးလိုက်တာနဲ့စပင်ကိုလုံးဝညှိနေတာတွေရှုပ်နေတာတွေအကုန်လုံးကိုဖြည့်ရှင်းပေးနိုင်တဲ့အပြင်ကိုမှသူကဆန်သားပြဿနာပတ်သက်လာတယ်ဆိုရင်100 ရာခိုင်နှုန်းကိုဖြည့်ရှင်းပေးနိုင်တဲ့ဟဲရစီရန်လေးဖြစ်ပါတယ်သူကဘာတွေကောင်းလဲဆိုတော့စပင်အတက်လေးတွေကိုလည်းပြန်ပေါက်ပေးအောင်လုပ်ပေးနိုင်တယ်စပင်အဖျားကွဲတာကိုလည်းတတ်တာစေတယ်ပြီးတော့စိုးဆေးတွေဖြောက်ဆေးတွေကြောင့်ပေါ့နော်စပင်ပစ္စည်းနေတဲ့စပင်တွေကိုလည်းပြန်လဲပြုတ်ပြင်ပြောင်းလဲပေးနိုင်တဲ့ဟဲရစီရန်လေးဖြစ်ပါတယ်သူ့ရဲ့မကောင်းတဲ့အချက်တစ်ခုတော့ရှိတယ်ဘာလေးလဲဆိုတော့သူကလူတိုင်းနဲ့တဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့ပစ္စည်းကလိုတဲ့အချိန်တိုင်းမှာမရတယ်အဲ့ဒါသူ့ရဲ့မကောင်းတဲ့အချက်လေးပါရှင်အဲ့တော့ရှိတဲ့အချိန်မှာယူပါမှာပါဘယ်မျိုးနာမည်ဆိုအရာငွေချေပို့ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့စိတ်ချလက်ချမှာယူအပ်ပေးလို့ရပါရဲ့ရှင်အဲ့တော့သူကတဘူးကိုဈေးကြီးတယ်လို့ထင်ရတယ်ဆိုပေမဲ့တဘူးကိုသူက4 လ 5 လလောက်သုံးခန့်တယ်တယောက်တည်းသုံးတယ်ဆိုရင်ဒါတော့သူ့ရဲ့ဈေးနဲ့သူသုံးရမယ့်လနဲ့ပြတ်တွေ့မယ်ဆိုရင်တော့လောကဈေးမကြီးပါဘူးတကယ်ကိုမှသုံးလို့အဆင်ပြေတယ်ဟဲရစီရန်လေးပါသုံးပြီးတဲ့သူတိုင်းထက်မှကြတဲ့ပစ္စည်းကောင်းလေးဖြစ်တဲ့အတွက်ကြောင့်မို့သုံးကြည့်စေချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ဒါလေးကိုလာပြီးတော့ပြပြပေးတာပါရှင်ဘယ်မျိုးနာမည်ဆိုအယောင်ငွေချေပို့ပေးပါတယ်ရှင်စိတ်ချလက်ချမှာယူအပ်ပေးလို့ရပါတယ်ရှင်